လိုက်မှာကျွန်တော်6ထိပ်တွေပြထားတယ်မှတ်မိကြတယ်မဟုတ်လားဘယ်မှာ6ထိပ်စီရှိတယ်ဆိုပြီးတော့ကျွန်တော်ပြထားတယ်တဲ့6ထိပ်စီเนาะဒါကျွန်တော်ပြထားတာပထမလွှင့်နေလိုက်တော့တို့6စွန်းတဲ့ခုနှစ်ယူကရှေ့ပေါင်း3เนาะအဲ့ဒီရှေ့ပေါင်း3ကအဲ့ဒီနှစ်ထဲမှာကျွန်တော်တို့ဗရိတ်ဆက်4ရဲ့3ခွဲကျော်ပါ3ထိပ်စီသူကစားတယ်တခါဒီမှာ6စွန်းနဲ့ရှေ့ပေါင်း1ကြတယ်အဲ့ဒီ1ကဗရိတ်4စောင်းပါเนาะသူက1ထိပ်စီကစားတယ်ဒီမှာကျတော့ရှေ့ပေါင်း10အဲ့ဒီရှေ့ပေါင်း10ကတော့ကျွန်တော်တို့ဒီ935ရဲ့စောင်းပါเนาะ3စိတ်8နဲ့5ရှိတယ်8နဲ့5ရှိတယ်8နဲ့5အများကြီးပဲရှိတယ်မကြိုက်တာအဲ့ကနန်းဘယ်လိုမကြိုက်လို့မကြိုက်မှန်းမသိเนาะအဲ့ကျွန်တော်ပထမလိုက်မှာနေ့ဦးရှေ့ပေါင်း6ဒီ935ရဲ့3ခွဲကျော်စောင်းမှာ6ထိပ်ကြားနိုင်တယ်လို့ကျွန်တော်ပြောခဲ့တယ်เนาะဒါဆိုရင်ဒီ site မှာကျွန်တော်တို့6ထိပ်စီတစ်ချက်ကစားကြည့်မယ်ဒီမှာကနန်းကကျွန်တော်ချထဲလို့ရတော့မရကျွန်တော်ဒီမှာနှစ်ခါရှိတယ်เนาะနှစ်နှစ်ခါရှိပေါင်း4သူ့ဆောင်ကကနန်းနှစ်ကျော်သူတော့ပေါက်တယ်ပေါက်ပြီးတဲ့တပွဲကျော်မှာဗရိတ်6လို့သူကစားတယ်เนาะဒါလေးကြီးမှတ်ထားလိုက်နောက်တစ်ခါဒီမှာနှစ်ခါနှစ်ခါရှိပေါင်း4သူ့ဆောင်ကကနန်းနှစ်ကျော်ပေါက်တယ်เนาะသူ့ဘေးမှာဗရိတ်8เนาะပိုးပြီးတော့8အခုဒီမှာနှစ်ခါရှိပေါင်း4သူ့ဆောင်ကကနန်းနှစ်ကျော်ကစားတယ်တပွဲကျော်မှာဗရိတ်9သူကစားတယ်เนาะအဲ့တော့နှစ်ကျော်ခဏဗရိတ်9ကစားတယ်သူ့အောက်မှာ3နောက်ပိတ်တယ်သူ့အောက်မှာ8ထိပ်စီးကစားတယ်နော်အဲ့တော့နှစ်ကျော်ခဏဒီမှာလာပေါက်တယ်ဗရိတ်8တယ်3ပိတ်တယ်သူ့အောက်မှာ3ပါပါ8ထိပ်ကစားတယ်အဲ့ဒီမှာနှစ်ကျော်ခဏဒီမှာလာပေါက်တယ်တပွဲကျော်ဗရိတ်9ကစားတယ်သူ့အောက်မှာ3ပိတ်တယ်3ပါပါ8ထိပ်ပြီးခဲ့တဲ့ပွဲကစားသွားတယ်နော်ဒီ8ထိပ်ကိုကျွန်တော်တွေ့ပြီးတော့ကျွန်တော်မကစားရတဲ့အကြောင်းရင်းနောက်တစ်ဆိုင်မှာကျွန်တော်ပြမယ်ကျွန်တော်ဘာလို့မကစားလဲဆိုတော့နောက်ဆိုင်မှာကြာရင်ကျွန်တော်ပြောပြမယ်နော်ကျွန်တော်ပြီးခဲ့တဲ့ပွဲ8ထိပ်မကစားပဲနဲ့အဲ့ဒီနေရာမှာကျွန်တော်9ထိပ်စီးတွေကစားတာအဲ့မှာ3ပါဝါ8နော်6ပဲ3ပါဝါ8လို့ရိုက်ပြီးတာနဲ့သူကဒီအထောင်3လုံး6ပါဝါထက်သီး3လုံးက4လို့ကစားတယ်နော်သူက6 4တစုံကစားတယ်ပေါ့ဗျာပြောချင်တာကတော့ဒီ3လုံး6နဲ့ဒီ3လုံး4နဲ့ပေါင်းလိုက်ရင်3ကကျွန်တော်တို့ဒီမှာ3ပါဝါ8သူကစားထားလို့နော်အဲ့လိုမျိုးတွေးလိုက်တာနော်ဒါဆိုရင်ဒီမှာဗရိတ်ချစ်နော်3ပိတ်3ပါဝါ8ထိပ်ဒီ3လုံးက4နော်နောက်ပိတ်3လုံး4ကိုထည့်သီး3လုံးက9 4 9တစုံပါဝါပြန်ကစားတယ်နော်ဒါဆိုရင်အခုကျွန်တော်တို့ဒီမှာဗရိတ်ခွန်ရိုက်ပြီး3ပိတ်ရိုက်ပြီး8ထိပ်ရိုက်ပြီးဒီမှာထည့်သီးနောက်ပိတ်3လုံး4လို့ကစားလို့ထည့်သီး3လုံးက9လို့ထည့်ရင်6ထိပ်စီးဒီပွဲမှာဝင်သွားလို့ရတယ်နော်အဲ့ဒီ6ထိပ်ကိုဝင်သွားလို့ရတယ်ဆိုတော့ကျွန်တော်တို့6ဖားဝင်လို့မရဘူးလားဆိုတာကျွန်တော်တို့တစ်ချက်ပြန်စဉ်းစားကြည့်နော်အဲဒီကောင်ကနှစ်ရေချားကြိုက်ပဲကျွန်တော်တို့4ကို2ပွင့်တိုးလိုက်ရင်4ကို6နဲ့ပေါင်းရင်3ညနော်ဒါနှစ်ဥမှာခွန်ခါးတွေထည့်သွား4ကို6နဲ့ပေါင်းရင်3ညကို6နဲ့ပေါင်းရင်6နော်ဒါနှစ်ရေအကြိုက်ပဲနှစ်ဥမှာခွန်ခါးတွေကစားထားတယ်ကစားပြတာနဲ့အဲ့ဒီနှစ်ထဲမှာအဲ့ဒီနှစ်ဦးခွန်ခါကတပွဲ2ပွဲ3ပွဲ4ပွဲ5ပွဲ6ပွဲ9ပွဲ10ပွဲမြောက်မှာခွန်ခါလို့သူပြန်ကစားမယ်အဲ့ခွန်ခါလို့ကစားမယ်ဆိုမကစားခင်သူ့ဘေးမှာ9ထိပ်စီဗရိတ်9နော်9ထိပ်စီဗရိတ်9လို့ရှိတယ်သူ့အပေါ်မှာဘွား3ရှိတယ်သူ့ရဲ့ဇောင်းမှာခါတူခါနဲ့နော်ကနန်းတစ်ကွက်ထွက်ကနော်အဲ့တော့ခါတူခါလေးကိုအရင်ယူလိုက်တာဒါဆိုရင်ကျွန်တော်တို့ဒီခွန်ခါးဒီတပွဲ2ပွဲ3ပွဲ4ပွဲ5ပွဲ6ပွဲ9ပွဲ10ပွဲမြောက်မှာခွန်ခါးလို့သူပြန်ကစားမယ်အဲ့ရှေ့မှာက9 9ပြီးတော့ဒီမှာက4 3ညနော်9ထိပ်4ထိပ်ဗရိတ်9အခုဒီမှာဗရိတ်10နော်9ထိပ်ဗရိတ်9 4ထိပ်ဗရိတ်10သူ့ရဲ့ဘေးမှာခွန်ခါးပြန်ထည့်မယ်မထည့်ခင်သူ့အပေါ်မှာကွာ3လို့ရိုက်မယ်သူ့ရဲ့ဇောင်းမှာခါတူခါကစားတယ်အဲ့တော့ခါတူခါကစားတော့ကျွန်တော်တို့က3နှလုံးရှေ့ဘူးယူလိုက်မယ်ဒီနှစ်နှလုံးကျွန်တော်တို့ရှေ့ဘူးယူလိုက်မယ်ဒီလိုတွေးကြည့်တာဒါဆိုရင်ကျွန်တော်တို့အခုဒီခွန်ဒီ1 2 3 4 5 6ခွန်10ပွဲမှာကျွန်တော်တို့ခွန်ခါလို့ပြန်ကစားခြင်းရင်သူ့ဘေးမှာ3ထိပ်စီးနဲ့ဗရိတ်7
ထောက်ထားတယ်အပေါ်မှာကွာ3လို့ရိုက်တယ်သူ့ရဲ့ဇောင်းမှာအဲ့ဒီ6ခါဒီ6ထိပ်စီနဲ့66အပူးလို့သူကစားသွားလို့ရတယ်နော်ဒီနေရာမှာကျွန်တော်631 361ထည့်ထားတဲ့အကြောင်းရင်းက361မူကနန်းရှိတာဟုတ်နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီမှာ3ထိပ်ဒီမှာ2ထိပ်ဒီမှာ1ထိပ်နဲ့ထည့်နေဒါရတယ်နော်ဒါသူ16နောက်ကပူမလားရှေ့ရပူမလားကိုယ့်ကိုပြန်စစ်ကြည့်နော်ကျွန်တော်တို့ကခုနက6ထိပ်ပြတယ်အခုဒီမှာအဲ့ဒီ6ဒီ6ဒီအောက်မှာ6ထိပ်6နှလုံးပူးနိုင်မယ်ဆိုတဲ့ site လေးကလည်းရှိနေတယ်ပေါ့ဗျာနော်ရှိနေတယ်ဆိုတော့အဲ့ဒီ6ထိပ်နဲ့6ခါနှလုံးထောင်6ရှေ့ဘူးနဲ့ကိုကျွန်တော်ကဏ္ဍတစ်ခွက်ပြမယ်နော်ပြမယ်ဆိုတော့အဲ့ဒီမှာပြီးခဲ့တဲ့ပွဲကကျွန်တော်ရှစ်ထိပ်မကန်ရတဲ့အကြောင်းရင်းကျွန်တော်တို့စမယ်နော်ကျွန်တော်တို့စမယ်ဆိုတော့3စွန်း4စွန်း5စွန်း6စွန်းเนาะဒါနှစ်ရေစီနီယာအကိုက်သွားတာအဲ့ဒီနှစ်ထဲမှာကျွန်တော်ကဘယ်လိုသွားတွေးလိုက်လဲဆိုတော့ကျွန်တော်တို့ဒီနှစ်ထိပ်စီအပေါ်တပင်ကျော်တက်1 2 3 4 5 6ချိန်မှာနော်နှစ်ထိပ်စီကနေအပေါ်တက်လိုက်ရင်2 4 6ချိန်မှာနှစ်နော်နှစ်ထိပ်စီနဲ့အချိန်ကိုက်မှာသူက8ထိပ်စီကစားတာဟုတ်နော်သူကနေ6နှစ်မြောက်မှာ8ထိပ်စီကစားတော့4ထိပ်ပြီးမှကတ်ကစားတယ်နော်ဒီလိုမျိုးတစ်ချက်တွေးတယ်နောက်တစ်ချက်ကအဲ့ဒီလိုပဲဒီမှာ2ထိပ်စီသူ့ပေါ်တက်2 4 6နော်သူကစားတော့လေသူကဒီ2ထိပ်စီနဲ့အချိန်ကိုင်းမှာ8ကစားတယ်ကစားတော့သူက8 4 4ထိပ်စီ8နောက်ပိတ်ဒီ8နောက်ပိတ်က8ထိပ်နဲ့ဒီမှာထွက်ဒီလိုမျိုးလာတာအဲ့2 4 5ပွဲသွားရင်8နောက်ပိတ်အဲ့ဒီ8ဒီ8ထိပ်လို့တက်မယ်4ထိပ်စီဘေးမှာတက်မယ်ဒါကိုကျွန်တော်သွားတွေးလိုက်တော့ဒီမှာလဲသူက2 4 8ဆိုတာဖြစ်တာအဲ့ဒုတိယကကျွန်တော်3ဆုံးပြီးတော့4ဆုံးသွားလိုက်တော့လေ2 3 8ဖြစ်တာပဲနော်ရှင်းနောက်ပိတ်က8ထိပ်နဲ့သူတက်ပေါက်တာပဲအဲ့တော့2 4 6ချိန်မှာ2 8ဒီမှာ3ထိပ်စီဘေးမှာပေါက်တယ်ဒီမှာ4ထိပ်စီဘေးမှာပေါက်တယ်နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ4 3ပြီးတော့2ထိပ်စီဘေးမှာနော်ကျွန်တော်တို့2015မှာ8ထိပ်စီထည့်ဒီမှာ2ထိပ်စီခတ်2ထိပ်စီရဲ့ပေါ်2 4 6ချိန်မှာ8ထိပ်စီထွက်တယ်2ထိပ်စီရဲ့ဘေးမှာထွက်တယ်8နောက်ပိတ်က8ထိပ်လို့ဇောင်းတက်ပေါက်တယ်အဲ့တော့ကျွန်တော်တို့ဒီဟာနဲ့ပဲကြည့်အပေါ်ဟာနဲ့မကြည့်တော့နဲ့2 8 8နော်ဒီမှာ2ဒီမှာ8 8နော်ပြီးတော့ဒီမှာ2ဒီမှာ8 8အဲ့ဒီလိုမျိုးဖြစ်တာကဒီနှစ်ထဲမှာမရှိဘူးမရှိတော့ကျွန်တော်ကတွေးထားတာကဒီရှေ့နောက်ပိတ်ဇောင်းမှာတက်မလားဒါဆိုရင်ဒီမှာနှစ်ကအပေါ်ရောက်နေနော်ဒီအောက်မှာတစ်ခုရှိတယ်ဒီမှာ2ဒီမှာ1ဒီမှာ8နော်ဒီမှာလည်း8ပိတ်တော့မရှိဘူးဒါပေမဲ့2 1 8လို့တော့ဖြစ်တယ်ပေါ့ဗျာနော်တွေးထားတဲ့အတွေးတွေပေါ့အဲ့ကျွန်တော်ကချစ်ရလိုမျိုး4 8နော်4 8 8 3 8 8 2 8 8နော်ဒါဆိုရင်ကျွန်တော်တို့က1 8 8လို့ဖြစ်ဖို့ပါချက်ကမညီတော့ဘူးပေါ့ဗျာနော်မညီတော့ဒီပွဲမှာကျွန်တော်ရှစ်ထိပ်ကိုဒီကောင်တော့မပေးတော့တော့ဒီနှစ်ထက်ရဲ့အပေါ်နောက်ပွဲမှာမပေးမလားနောက်ပွဲမှာပေးမယ်ဆိုရင်ကျွန်တော်ကဘယ်လိုသွားတွေးလိုက်တုံးဆိုတော့အဲ့ဒီမှာပြီးခဲ့တဲ့ပွဲက3-6လို့ရှေ့တွဲတာနဲ့ထိပ်တူထိပ်တယ်သူ့အောက်မှာ8ထိပ်ထွက်တယ်တစ်ခါကျွန်တော်တို့ဒီမှာ4-6လို့ရှိတယ်တွဲတယ်4ထိပ်နှလုံးထောင်တယ်သူ့အောက်မှာ8ထိပ်ထွက်တယ်နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ9-6တွဲပြီး9ထိပ်နှလုံးထောင်မယ်နောက်ပွဲကို8ထိပ်ထည့်မယ်ဒီနှစ်နဲ့8နဲ့ကျွန်တော်ပြေးကစားမယ်အဲ့လိုမျိုးကျွန်တော်ကတွေးလိုက်တော့အဲ့8ထိပ်ကိုနောက်ပွဲကျွန်တော်ဆွဲချပြီးခဲ့တဲ့ပွဲကဒီနေရာမှာ9ထိပ်နှလုံးထောင်ဆိုပြီးကျွန်တော်ပြတာနော်အဲ့ဒါပဲကျွန်တော်လွဲသွားတာအဲ့တော့အထောက်ကမညီပဲနဲ့ तू ကနော်ဒါ8ထိပ်အောက်တပွဲကျော်စင်းစင်းလာ8ထိပ်အောက်တပွဲကျော်စင်းတန်းတန်းလာ8ထိပ်အောက်တပွဲကျော်စင်းတန်းတန်းလာ8ထိပ်ပြီးသွားတာပဲနော်အထောက်ဘာမှမရှိဘူးဒါ तू ကတစ်ချိန်မှာ2ချိန်မှာ3ချိန်မှာဒါ4ချိန်မှာနော်အချိန်ခိုက်ကြီး8 4လုံးဆင်းသွားတယ်ကျွန်တော်ကအဲ့ဒီလိုမတွေးဘူးကျွန်တော်အထောက်နဲ့ကျွန်တော်တွေးတာ2 4 8နော်နောက်ဘက်ကလည်းထိပ်လို့တက်ရမယ်ဒါဆိုရင်ဒီမှာ2 3 8နောက်ဘက်ကလည်းထိပ်လို့တက်ရမယ်ဒီမှာ2 2 8နောက်ဘက်ကလည်းထိပ်လို့တက်ရမယ်ဒီနေရာမှာဘာမှမဖြစ်ထားဘူးလေနော်မဖြစ်ထားတော့3ခက်ပဲကစားမယ်4ခက်မပြေးတော့ဘူးဆိုတဲ့အတွေးဝင်သွားတော့8ထိပ်ကိုကျွန်တော်မကင်မဲနဲ့အဲ့ဒီ8ထိပ်နဲ့ကဏ္ဍကို8 1 6တကွဲထဲကျွန်တော်ထည့်ပြီးတော့ထားလိုက်တာနော်အဲ့ကျွန်တော်တို့အဲ့ဒီမှာကျသွားပြီဆိုတော့
နောက်3ခက်ကိုကျွန်တော်တို့ပြန်ကစားမယ်နော်ပြန်ကစားမယ်ဆိုတော့အဲ့ဒီချစ်ထိတ်စီရဲ့အောက်မှာဗရိတ်နှစ်တွေကစားပြီသူစလာတဲ့ကသူကဒီနှစ်ထိတ်တွေတည်ခဲ့တာဟုတ်နော်ဒီနှစ်ထိတ်တွေတည်ခဲ့တာသူကဒီနှစ်ရှစ်တွေဒီနှစ်ရှစ်တွေသူကစားခဲ့တာကျွန်တော်တို့ကအဲ့ဒီနှစ်ကိုဒီမှာနှစ်ထိတ်စီလို့ထည့်ပြီးမှအဲ့ဒီနှစ်ဒီဗရိတ်နှစ်လို့ထည့်မလားဒါဆိုရင်ဒီနှစ်နော်ဒီနှစ်ကလည်းသူ့ရဲ့အောက်တပွဲတန်းတန်းစင်းတပွဲကျော်တန်းတန်းဆင်းလာလိုက်เนาะဒီမှာနှစ်ထိတ်လို့ထည့်တယ်ဒီနှစ်ဒီမှာနှစ်ပြိတ်ပြီးတယ်ဒါဆိုရင်ဒုတိယကဒီနှစ်အောက်တပွဲကျော်စင်းတန်းတန်းလာဒီမှာနှစ်ထိတ်ပြီးတယ်အဲ့ဒီနှစ်ဒီပွဲမှာပြိတ်နှစ်လို့ကစားမလားဒါကျွန်တော်တို့နောက်3ခန်းနဲ့တွေးတဲ့ခါကျတော့သူကချစ်ထိတ်စီးရဲ့အောက်เนาะပြိတ်7နဲ့အချိန်ကိုက်ချစ်ထိတ်စီးနဲ့အောက်ပြိတ်10နဲ့အချိန်ကိုက်เนาะချစ်ထိတ်စီးရဲ့အောက်ပြိတ်9နဲ့အချိန်ကိုက်9ပြိတ်10ပြိတ်7ပြိတ်ထောက်ထားတယ်ထောက်ထားပြီးတော့အဲ့ဒီမှာချစ်ထိတ်စီးရဲ့အောက်မှာကြားတဲ့ခဏကသူ့ရှေ့တစ်နှစ်ကျော်ကခဏဖြစ်ကြမယ်200ဆိုတဲ့ခဏနော်12ပြိတ်နဲ့သူထွက်တယ်အဲ့တော့ချစ်ထိတ်စီးအောက်မှာ12ပြိတ်နဲ့သူထွက်တယ်ဒီခဏဒီရှေ့တစ်နှစ်ကျော်ကခဏဒါဆိုရင်ကျွန်တော်တို့ဒီချစ်ထိတ်စီးရဲ့အောက်မှာအရှေ့တစ်နှစ်ကျော်က12ပြိတ်နဲ့ခဏ6336ထွက်မလားဒါဆိုရင်ခုနကကျွန်တော်ပြတဲ့6ထိပ်စီးတို့6ကားနှလုံးထောင်6ရှိဘူးတို့12ပြိတ်ဖြစ်အောင်3ညအပိတ်နော်အဲ့တော့ဒုတိယလိုက်မှာကျွန်တော်3ညအပိတ်ပြထားတယ်ပထမလိုက်မှာ6ထိပ်ပြတယ်နော်အခုဒီမှာ6အပူးနဲ့ပြိတ်12ပြတယ်ဆိုဒီကနန်းကထိုးလို့ရပြီနော်ရပြီဆိုတော့အဲ့ဒီမှာကျွန်တော်တို့ဒီ6ထိပ်အောက်မှာထွက်တဲ့ကနန်းအရှိတစ်နှစ်ကျော်ကနန်းနော်အဲ့ဒီအရှိတစ်နှစ်ကျော်ကနန်းဒီထိပ်စီးထောင်3လုံး6လို့သူကစားထားတယ်နော်ကစားပြီးတော့သူ့ရဲ့ဘေးကနောက်ပိတ်နဲ့အောက်ဆောင်ကထိပ်စီးနဲ့ကိုသူက6လို့သူကစားတယ်နော်6လို့ကစားတာသူက9ထိပ်4အပိတ်နဲ့6ပြီးတော့မှဒီကနန်းနှစ်ကျော်တစ်နှစ်ကျော်သူသွားထွက်တာဟုတ်နော်အဲဒုတိယကမှလည်းကျွန်တော်တို့ဒီမှာထိပ်စီး3လုံး6လို့ကစားတယ်ကစားပြီးသူ့ဘေးမှာ4ပိတ်တယ်9ထိပ်နဲ့လမ်းပေါင်းရင်10လို့ဖြစ်တယ်နော်ကျွန်တော်တို့ဒီမှာက9-4နဲ့9တာဒီမှာ9-5နဲ့3ညတာနှစ်ပွဲကျော်ကခဏ3ခုနှစ်ကတစ်နှစ်ကျော်ရှစ်ထိပ်စီရဲ့အောက်မှာသူထွက်တာကဲဒီမှာပြီးမလားမပြီးလားတော့မသိဘူးနော်အဲ့တော့ဒီထွက်မဲ့ဗရိတ်7နှစ်ကဏ္ဍဒီရှစ်တစ်နှစ်ကျော်ကထိပ်သီးတောင်3လုံး9လို့ထွက်တယ်သူ့ရဲ့ဘေးမှာ6ပိတ်တယ်အောက်ဆောင်တစ်ပွဲကျော်မှာ9ထိပ်စီပုံသေးခံထားတော့6နဲ့9နဲ့က7လို့ဖြစ်တယ်ဖြစ်တော့အဲ့ဒီ9-6နော်9ထိပ်6အပိတ်လို့ဖြစ်တယ်အောက်နှစ်ပွဲကျော်ကခဏ6-3-6ဒီတစ်နှစ်ကျော်ချစ်ထိတ်စီးရဲ့အောက်မှာကြာမယ်ဆိုရင်ဒီပွဲမှာကြာလို့ရနော်အဲကျွန်တော်တို့ကတစ်ခါတလေကြတော့ကိုက4ခက်ကိုချစ်3ခက်မှာအတိအကျလောက်ထားတော့နောက်3ခက်မှာအထောက်မညီရင်မကစားတော့ဘူးဘယ်တော့ကောင်းကောင်းကျွန်တော်တို့ဖြုတ်တယ်ပြီးခဲ့တဲ့ပွဲချစ်ထိတ်စီးဆိုင်တွေကောင်းတယ်ကျွန်တော်ဖြုတ်တာကကျွန်တော်ခုနကပြောသလိုဒီစုံချက်တွေကဒီမှာဖြစ်နေတယ်နော်ဒီစုံချက်တွေဖြစ်နေတော့ကျွန်တော်တို့အဲ့စုံချက်နောက်ကိုလိုက်တယ်နော်နှစ်4-8လို့ဖြစ်ကြမယ်နောက်ဘက်ကလည်းထိတ်လို့တက်ကမယ်နော်ဒါဆိုရင်ဒီမှာနှစ်3-8လို့ဖြစ်တယ်နောက်ဘက်ကလည်းထိတ်လို့တက်ကမယ်ဒီမှာကြတော့2-8လို့ဖြစ်တယ်နောက်ဘက်ကလည်းထိတ်လို့တက်တယ်ဒီမှာမဖြစ်ဘူးနှစ်နော်ကျွန်တော်တို့ဒီနေရာမှာနှစ်ထိတ်စီးရလည်းပြီးခဲ့တဲ့ပွဲကမဖြစ်သွားဘူးနော်သူ့အပေါ်တက်သွားတော့ဒီနေရာမှာတစ်ထိတ်စီးရလည်းမဖြစ်ဘူးရှစ်နောက်ပိတ်လည်းမရှိဘူးဘယ်လိုသွားထည့်မလဲဒီရှစ်ထိတ်ကနော်အဲ့တော့ကျွန်တော်တို့က၄ခန်းနဲ့ရှစ်ထိတ်ဆိုတာကြီးကဒီမှာရှစ်ထိတ်ကိုမပေးနိုင်တော့ဘူးလို့တွေးလိုက်တာနဲ့ရှစ်ထိတ်ကိုကျွန်တော်တို့ဖြုတ်လိုက်ရောနော်ဖြုတ်လိုက်တော့လဲသူကထွက်တာပဲအဲ့ဒါကြောင့်မို့တစ်ခါတလေကနန်းတွေကအချိန်ကိုက်ပေးခြင်းပေးတယ်အထောက်ရှိမရှိနော်အချိန်ကိုက်ဒါပေးသွားတာဇောင်းဆင်းပြီးတော့အဲ့ဒီမှာနောက်၃ခန်းနဲ့ကျွန်တော်တို့ကပြန်ကစားတဲ့ခါကျတော့ကျွန်တော်တို့9ထိတ်4ပိတ်2ပွဲကျော်ကနန်းတစ်နှစ်ကျော်ထွက်တယ်5ထိတ်5ပိတ်2ပွဲကျော်ကနန်းတစ်နှစ်ကျော်ထွက်တယ်6လို့ပိတ်တယ်ဗရိတ်နှစ်ကြတယ်ဒီကနန်းတစ်နှစ်ကျော်ထွက်ကမယ်နော်အဲ့ဒီမှာနောက်နှစ်ကကတော့ကျွန်တော်တို့3ခုနှစ်တွေထောက်ထားတယ်ကနန်းမယ်နော်ဒါလေးတော့တူတယ်အဲ့တော့ကျွန်တော်တို့3-6-6ထည့်ပြီးတော့ကစားပေါ့ဟုတ်တယ်နော်6ထိတ်ကိုလည်းကျွန်တော်ပြထားပြီးပါပြီ3-6-6 3ပိတ်တွေလည်းကျွန်တော်ဟိုဒီနေ့ကကျွန်တော်ပြထားပြီးပါပြီထားလိုက်တော့အဲ့တော့ကျွန်တော်တို့ဒီနေရာမှာနည်းနည်းလေးတစ်ခွက်လောက်တွေးကြည့်မယ်ပေါ့ဗျာနော်
ဗရိတ်9နဲ့ပတ်သက်လို့6နှစ်ခွန်ဆိုတဲ့ကဏ္ဍလေးလည်းမစိုးဘူး6နှစ်ခွန်ဆိုတဲ့ကဏ္ဍလေးလည်းမစိုးဘူးဟုတ်ဒီပွဲကိုခွန်ဆိုတဲ့ကဏ္ဍတစ်လုံးခွန်နှစ်တွဲပေါ့ဗျာနော်စဉ်းစားကြည့်ပေါ့ကိုနေ့ကကျွန်တော်ခွန်အခွရှိတယ်လို့တော့ပြောတယ်ဒါပေမဲ့ခွန်ခွားနဲ့လည်းကြိုက်ရင်လည်းကစားပေါ့နော်အဲ့တော့6ဆွန်းတဲ့ခုနှစ်မှာခွန်ဆိုတဲ့ကဏ္ဍဒီနော်ခွန်ထိပ်ပဲယူခွန်အပိတ်ပဲယူခွန်အပိတ်စကြခွန်ထိပ်နဲ့ကြလို့ပြောလို့ရတယ်ခွန်ထိပ်ကြရင်ခွန်ပိတ်နဲ့ကြလို့ပြောလို့ရတယ်နော်6ဆွန်းတဲ့ခုနှစ်တည်းမှာခွန်ထိပ်ဖြစ်ခွန်ပိတ်ဖြစ်ပေါ့နော်သူကခွန်အခွခွန်ဆိုတဲ့ကဏ္ဍထွက်လာတာနဲ့ခွန်ခွားနဲ့ထွက်တာအဲ့ဒီ6ဆွန်းတဲ့ခုနှစ်တည်းမှာခွန်ဆိုတဲ့ကဏ္ဍဒီမှာထိပ်လို့ကြတော့မဖြစ်ဘူးဒီမှာနော်အဲ့တော့ကျွန်တော်တို့ကတွေးပြီဒါဆိုရင်ခွန်နောက်ပိတ်ကြရင်ခွန်ခွားနဲ့ကြမှာလားအဲ့ဒီ6ဆွန်းတဲ့ခုနှစ်ထဲမှာကျွန်တော်တို့ဒီမှာခွန်နောက်ပိတ်စားကြပြီနော်ခွန်ထိတ်နဲ့ထွက်သလားဘာလို့တော့ဒီမှာခွန်ထိတ်နဲ့ထွက်တော့ခွန်မပိတ်ဘူးလေနော်ခွန်နောက်ပိတ်ထွက်မှသူကထွန်ထိတ်နဲ့ထွက်တာအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီနေရာမှာခွန်နောက်ပိတ်ထဲမယ်ခွန်ထိတ်နဲ့ထွက်မလားနှစ်ထိတ်နဲ့ထွက်မလားနော်ဒါကျွန်တော်2မျိုးရိုက်ပြဘာလို့တော့ဆိုတော့အဲ့ဒီခွန်ပါဝါ1 2 3 4 5ချိန်မှာသူကဗရိတ်ဆက်2ထောက်ပြီးပါနှစ်ပါဝါခွန်လို့ပိတ်တာနဲ့ခွန်ခွားကို4ခါနဲ့ထွက်တယ်ဒုတိယကမှလည်းအဲ့ဒီလိုပဲခွန်နောက်ပိတ်လို့စကြတော့ကျွန်တော်တို့1 2 3 4 5ချိန်မှာဗရိတ်2ရှိပြီစနစ်ဗရိတ်ဒီပါဝါခွန်လို့ပိတ်လိုက်တာနဲ့ခွန်ထိတ်နဲ့ထွက်တယ်3ခါနဲ့တွဲကြတယ်နော်အဲ့တော့4ခွန်3ခွန်ဖြစ်ပြီကဲဒါဆိုရင်ကျွန်တော်တို့ဒီမှာစနစ်ဗရိတ်ထွက်1 2 3 4 5ချိန်ရဲ့ဘေးမှာနှစ်ခွန်နောက်တွဲကိုခွန်ထိတ်နဲ့ထွက်မလားဒါဆိုရင်ကျွန်တော်တို့ခွန်နှစ်ခွန်ဆိုတဲ့ကဏ္ဍဒီလိုကြီးမပေးတော့ဘူးเนาะကျွန်တော်ထင်တော့မပေးတော့ဘူးဒီကဏ္ဍကအဲ့တော့မပေးတော့ဘူးဆိုရင်ဒီနေရာမှာတစ်မျိုးပြောင်းရိုက်လို့ရသလားရတယ်เนาะဘာလို့ရိုက်လို့ရလဲဆိုတော့အဲ့ဒီ40ခွန်နောက်ပိတ်နှစ်ပါဝါခွန်လို့ပိတ်လိုက်တာ ਨੇ သူကဒီနှစ်ခါနဲ့ဗရိတ်ဆက်နှစ်เนาะဒီမှာနှစ်ခါနဲ့ဗရိတ်ဆက်နှစ်အဲ့ဒီနှစ်ခါနဲ့ဗရိတ်ဆက်နှစ်ဒီ1 2 3 4 5ချိန်မှာနှစ်ခါကနှစ်အပိတ်နဲ့သူကလမ်းပို့တယ်နော်နှစ်ပရိတ်ဒီနှစ်အပိတ်လမ်းပို့တယ်ပေါ့ဗျာနော်နှစ်ခါကလမ်းပို့တယ်ဆိုလဲအတူတူပဲဟိုကွာ30ပုံတွေရိုက်တာဟုတ်နော်အဲ့တော့ဒီနှစ်ပရိတ်ဒီနှစ်အပိတ်လို့ပို့နှစ်ပါဝါခွန်ထိတ်နဲ့ထွက်သလားဒီလိုတွေးကြည့်မယ်တစ်ချက်ဒုတိယကမှလည်းဒီလိုပဲနှစ်ပရိတ်ပါဝါခွန်နောက်ပိတ်ကို3ခါနဲ့တွဲထွက်တော့သူကဒီမှာနှစ်ခါနဲ့ပရိတ်ဆက်နှစ်ထောက်တယ်အဲ့ဒီနှစ်ခါနဲ့ပရိတ်ဆက်နှစ်ဒီနေရာမှာနှစ်လို့ပိတ်ပြီးမှနှစ်ရဲ့ပါဝါခွန်ထိတ်နဲ့ထွက်သလားဒါဆိုတော့ခွန်3ခွန်တစ်ခွက်ထွက်တယ်ဒုတိယကမှာသူကဒီနေရာမှာနှစ်မခါတော့ဘူးနှစ်ပါဝါခွန်ချင်းပြီခွန်ခါနဲ့ဗရိတ်ခွန်လို့ဖြစ်သွားပြီနော်အဲ့ခွန်ခါနဲ့ဗရိတ်ခွန်ဒီသူကနေ9ဘွဲတက်တစ်နှစ်ကျော်မှာခွန်လို့ပိတ်တာနော်ချိန်မှာတော့ဒီနှစ်ခါနှစ်ပိတ်တာနှစ်ဗရိတ်နော်ဒီနှစ်ခါနဲ့နှစ်ဗရိတ်ကနှစ်ပိတ်တာဒီမှာနှစ်မဖြစ်ဘူးခွန်ခါနဲ့ဗရိတ်ခွန်ဒီခွန်ပိတ်တာအဲ့ဒီခွန်ရဲ့ပါဝါဒီဘွဲမှာနှစ်ထိတ်စီးနဲ့နှစ်ခွန်နောက်တွဲနဲ့နှစ်ခွန်ဆိုတဲ့ကဏ္ဍထွက်မလားနော်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာနှစ်ခွန်ဆိုတဲ့ကဏ္ဍထည့်လို့ရတယ်နော်အဲ့ခုနကပြတဲ့6ထိပ်စီးနဲ့6နှစ်ခွန်နှစ်ခွန်ဆိုတဲ့ကဏ္ဍဒါမျိုးတွေထည့်လို့ရတယ်အဲ့ဒီလိုမှမဟုတ်ရင်ခုနကကျွန်တော်မိတ်ဆွေမန်းနဲ့9နှစ်ခွန်လို့နော်ဒါမျိုးတွေထည့်လို့ရတယ်ခွန်နှစ်ရှိတွဲနဲ့ထည့်မလားနောက်ဘယ်လိုကြိုက်တယ်လို့ပြောင်းထည့်ပြနော်ဒါထည့်လို့ရတယ်ဆိုတာပြောပြတယ်ဟုတ်ပြီလားအဲ့ကျွန်တော်ကအဲ့ဒီမှာဘာဖမ်းထားလဲဆိုတော့အဲ့ဒီနှစ်ခါနဲ့ဗရိတ်ဆက်နှစ်ဆောင်မှာနော်ကျွန်တော်တို့10ပါဝါ3အပိတ်3ပါဝါအဲ့ဒီ3က3ထိပ်လို့ကစားတယ်ကစားပြီးတာနဲ့သူ့ဘေးမှာ4ပိတ်နှလုံးထောင်မယ်ထောင်တဲ့ဒီကဏ္ဍဒီသူ့ရှေ့နှစ်ကကဏ္ဍဒါတည်းကျွန်တော်ကစားဖို့စီစဉ်ထားတယ်အဲ့တော့ဒီမှာနှစ်ခါနှစ်ဗရိတ်ရိုက်တယ်သူ့ဆောင်က3ထိပ်လို့တတ်တယ်3ပါဝါ10လို့ထိပ်စီထည့်တယ်အဲ့ဒီ3ထိပ်စီရဲ့ဘေးမှာ4ပိတ်နှလုံးထောင်ဒီကဏ္ဍဒီသူ့ရှေ့နှစ်ကကဏ္ဍနော်864နော်ကျွန်တော်ကစားဖို့စီစဉ်ထားတယ်အဲ့တော့4ပိတ်နှလုံးထောင်ပြီ4ပိတ်တွေထောင်ပြီပေါ့ဗျာနော်ထောင်ပြီဆိုတော့ကျွန်တော်တို့ဒီမှာဗရိတ်ခွန်လို့ထည့်ပြီးခွန်ကားနဲ့ဗရိတ်ခွန်သူ့ဆောင်မှာ3ပိတ်3ပါဝါ8ထိပ်အဲ့ဒီ3ကထိပ်စီးလို့တက်တဝဲကြော်မှာ4ပိတ်နှလုံးထောင်ဒီကဏ္ဍသူ့ရှေ့နှစ်ကကဏ္ဍနော်ကျွန်တော်တို့ဒီကဏ္ဍကျွန်တော်ထည့်မယ်ပေါ့ဗျာနော်ဘာလို့လဲဆိုတော့သူက833က4တာကို4ပိတ်ကဒီမှာနှလုံးထောင်တာထောင်ရင်ဒီကဏ္ဍသူ့ရှိနှစ်ကဏ္ဍ
ဒီမှာရှစ်33လေးတယ်လေးပိတ်နှလုံးထောင်တယ်ဒီကနေ့သူရှစ်နှစ်ကကနဲ့ဒီမှာကျွန်တော်တို့ရှစ်33လေးတယ်လေးပိတ်မယ်နှလုံးထောင်မယ်ဒီကနေ့သူရှစ်နှစ်ကကနဲ့ဖြစ်ကအဲ့လိုကျွန်တော်တွေးလိုက်တော့ဒီနေရာမှာကျွန်တော်တို့အဲ့ဒီလေးရဲ့ပါဝါအဲ့ဒီလေးပါဝါတောင်ဖြစ်သွားတယ်ဒီခွန်ထိတ်လို့တော့မတက်တော့တော့ဘူးလို့ကျွန်တော်တွေးကြည့်တယ်ပေါ့နော်ဒါကျွန်တော်မိတ်ဆွေတွေစဉ်းစားကြည့်ပါအဲ့တော့အဲ့ဒီနှစ်ခွန်နော်ဒီနှစ်ခွန်နောက်တွဲလေးနဲ့ကျွန်တော်တို့ကဏ္ဍတစ်ခွက်အရွှေ့ဆိုင်လေးကျွန်တော်ပြမယ်အရွှေ့ဆိုင်လေးဆိုတာကကျွန်တော်ပထမဦးဆုံးလိုက်မှာပြခဲ့တဲ့ရှစ်နှစ်ခွန်ဆိုတဲ့ကဏ္ဍလေးပါနော်အဲ့တော့ကျွန်တော်တို့ဒီမှာနှစ်ခွန်ပါဝါဇောင်းထိုးတယ်သူ့ဆောင်ကဏ္ဍပြန်ကြတယ်နော်ပြန်ကြတော့ဗရိတ်၄ရဲ့ဇောင်းမှာသူကြအဲ့တော့သူ့ရဲ့နောက်နှစ်နော်ကျွန်တော်တို့ဒါတုံညာဆုံးကိုသွားပါဦးနော်တုံညာကို2ပွင့်တိုးရင်8ဆုံးနော်8ကို2ပွင့်တိုးရင်6ဆုံးဒီလိုကျွန်တော်တို့သွားအဲ့တော့နှစ်ခွန်ဇောင်းထိုးသူ့ဘေးကဏ္ဍပြန်ကြ၄ပြိတ်ဇောင်းကြနှစ်ခွန်ပြီးတော့ဒီမှာ83ပါဝါတစ်စုံဇောင်းထိုးသူ့ဇောင်းကဏ္ဍပြန်ကြနော်၄ပြိတ်ဇောင်းမှာကြတယ်အဲ့တော့ဒီမှာ49ဇောင်းထိုးတယ်နော်နှစ်ခွန်3ခွန်နှစ်ခွန်38 49ပါဝါတစ်စုံဇောင်းထိုးသူ့ဇောင်းကဏ္ဍပြန်ကြတယ်၄ပြိတ်ဇောင်းမှာကြတယ်အဲ့တော့ကြာပြီးရင်သူ့ဘေးမှာဘာဖြစ်မလဲတွေးကြည့်လိုက်တာပေါ့လေအဲ့သူ့ရဲ့ဘေးမှာเนาะကျွန်တော်တို့ဗရိတ်73เนาะနှစ်ခွန်ဘေးမှာဗရိတ်73เนาะ38ဘေးမှာဗရိတ်72เนาะဒီမှာ49ဘေးမှာဗရိတ်က71သူကစားတယ်အဲ့တော့ဒီ73ဗရိတ်ကစားခဲ့တဲ့1နောက်ပိတ်ဒီဇောင်းမှာ1နောက်ပိတ်နဲ့ဟာဒီအပေါ်မှာထွက်ခဲ့တဲ့နောက်ပေါင်းခွန်ကိုခါနဲ့ကျွန်တော်တို့ဒီ1နောက်ပိတ်ကဗရိတ်71နဲ့3ခွန်1တကွက်ထွက်လာတယ်နော်အဲဆိုရင်ဒုတိယကမှာ38ဇောင်းထိုးပြီးဗရိတ်72ထွက်တယ်ဒီ3နောက်ပိတ်က3နောက်ပိတ်နဲ့နောက်နှလုံးပေါင်း9က9ခါနဲ့နော်အဲဒီ6နောက်ပိတ်ကဗရိတ်6လို့သူကစားတယ်ဒါဆိုရင်ကျွန်တော်တို့ဒီနေရာမှာ49ဗရိတ်71အဲ့ဒီ71ပရိတ်ဖြစ်တော့ခွန်နောက်ပိတ်နေဖြစ်လို့ဒီခွန်ဒီဘွဲမှာနောက်ပိတ်နေဒီနောက်နှလုံးပေါင်းခြင်းနှစ်ဒီနှစ်ခါနေအဲ့ဒီခွန်နောက်ပိတ်ဒီပရိတ်ခွန်ဖြစ်အောင်ဆိုရှစ်နှစ်ခွန်ဆိုတဲ့ကဏ္ဍတစ်ခွက်ဟာဒီကဏ္ဍတစ်ခွက်ထွက်လာတယ်နော်အဲ့ခုနကလည်းကျွန်တော်6ထိပ်သေးပြလို့ဒီမှာလည်း6နှစ်ခွန်ကျွန်တော်ထည့်ပေးထားတယ်နော်ဒီဘွဲမှာ9ပရိတ်ကိုလည်းကစားခြင်းတာဟုတ်နော်အဲ့ကျွန်တော်မိတ်ဆွေတွေပုံညာပြတဲ့3ညထိပ်နေကြရင်3ညနှစ်ခွန်8နှစ်ခွန်6နှစ်ခွန်နော်ဒါကစားဖို့ခုနကပြတဲ့နှစ်ခွန်ဒါတော့မကြိုက်ဘူးနော်ခွန်နှစ်ခွန်လည်းမကြိုက်ဘူးရေးတော့ရေးပေးတာပေါ့နော်ကြိုက်ကိုပြောဆိုရင်တော့ဒီ3ခွက်မစိုးဘူးချစ်ထိတ်ကိုလည်းစိတ်မချဘူးတကယ်လို့ဒီပွဲမှာအဲ့ဒီရှစ်ထိတ်ကပြန်ကစားသွားရင်လည်းကျွန်တော်ပလက်လန့်အောင်ပါဟုတ်လားအဲ့တော့ကျွန်တော်မိတ်ဆွေတွေစဉ်းစားကြည့်ဖို့ဗျာနော်စဉ်းစားကြည့်ဖို့တဲ့ကြိုက်ရင်ကစားပေါ့ဒီနေ့ညကဒီလောက်နဲ့ပဲကျွန်တော်တို့နားကြတာပေါ့အများကြီးပြတော့လဲမှတ်ရတာခက်တယ်အဲ့တော့ပထမလိုက်မှာနောက်တစ်ခါဒုတိယလိုက်မှာအခုဒီလိုက်မှာကဒီလိုက်မှာကတဲ့663ညနော်ကျွန်တော်တို့663ညနော်မဟုတ်လို့3ညထိတ်ကြရင်3ည66နော်တိုင်းလိုလဲထိုးခုနကပြတဲ့8နှစ်ခွန်ပါပြီနော်8နှစ်ခွန်ပါပြီ3ညနှစ်ခွန်နှစ်ခွန်မကြိုက်ဘူး6နှစ်ခွန်ကြိုက်တယ်နော်9ပရိတ်နဲ့6နှစ်ခွန်ကြိုက်တယ်ဒါပေမဲ့အဲ့ဒီ6နှစ်ခွန်ကပြည်တယ်နဲ့မညှိဘူး2နှစ်ခွန်လည်းမညှိဘူးခွန်နှစ်ခွန်လည်းမညှိဘူးနော်3ညနှစ်ခွန်လည်းမရဘူးခုနကျွန်တော်ပြတယ်663ညပဲရတယ်နော်663ညပဲရတယ်အဲ့တော့ဒီနေ့ညလိုက်ထဲမှာဘယ်လိုပဲဖြစ်ဖြစ်နော်ဒီကဏ္ဍလေးတစ်ခွက်ထိုးပြအောင်တော့ထိုးလိုက်ကျွန်တော်ပြသွားတာအဲ့လောက်ပဲထင်တာပဲနော်ဘာပါသေးလဲမပါတော့ဘူးနော်660အကွက်ရွှေ့နဲ့နှစ်ခွန်နောက်တွဲရှိတယ်နှစ်ခွန်တွဲလို့ရတယ်ဘယ်လိုတွဲမယ်မသိဘူးနော်တွဲလို့ရတယ်နှစ်58ကအများကြီးနော်အဲ့8နှစ်5အများကြီးကျွန်တော်မပြချင်တော့အဲ့ကဏ္ဍ
ရှင်းငါနှစ်ကိုဒါကျွန်တော်တို့ရှင်းငါနှစ် site ကိုကျွန်တော်ဒါရှင်းငါနှစ် site နော်ကျွန်တော်မဝင်နေမဖြစ်ချင်တော့လို့ဒီကနေ့ဒီကိုရွှေ့ရမယ် site အဲ့ဒါပြီးခဲ့တဲ့ပွဲ6နောက်ပိတ်အောက်မှာထည့်ရမယ်ခဏဒီမှာလည်း6နောက်ပိတ်ရဲ့အောက်နော်ခွန်ထက်စီရဲ့ဘေးခွန်ထက်စီရဲ့ဇောင်းမှာထည့်ရမယ်ခဏနော်ဒီခွန်6တက်ထည့်ရမှာ6နောက်ပိတ်အောက်မှာနောက်ဒီမှာ6နောက်ပိတ်ရဲ့အောက်မှာနော်ချစ်ထက်စီရဲ့ဇောင်းမှာထွက်ရမယ်ခဏဒီကနေ့ကို3ခွန်နော်ရှိတယ်အဲ့9လဲရှိတယ်ဒါပေမဲ့ဒီ8နဲ့9ဆိုတဲ့ကဏ္ဍကကျွန်တော်က6စွန်းတဲ့ခုနှစ်တိုင်းမှာ8နဲ့9တွေလိုက်ထွက်တာကိုကျွန်တော်သိမကြိုက်ဘူးဖြစ်နေတယ်ဒီမှာ4ခက်ဖြစ်သွားတယ်နော်အဲ့ဒါကြောင့်မလို့မကြိုက်ရင်ထိုးပါနော်ကျွန်တော်မကြိုက်ရင်ထွက်တတ်ပါတယ်ကြိုက်ရင်ထိုးပါကျွန်တော်မကြိုက်ရင်တော့လာတတ်တယ်နော်ခွန်ပရိတ်နဲ့ဒီကဏ္ဍနေစောကကျွန်တော်စော်မဲ့ကဏ္ဍနေပဲနောက်မှဘယ်လိုဒီကဏ္ဍကျွန်တော်မကြိုက်တော့တယ်မသိ935ဆိုတဲ့ကဏ္ဍဆက်ခွန်ပရိတ်နဲ့935ကျွန်တော်တို့ဟိုနေ့တော့ဖြစ်ဘူးတယ်လေ963တော့ကဒီ935နောက်သူ့ရဲ့တပွဲကြော်မှာ990ဆောင်းတက်ပေါက်တာကျွန်တော်တို့ဒီမှာကျွန်တော်တို့935နော်သူ့ရဲ့တပွဲကြော်မှာ963ဆောင်းတက်ပေါက်သွားတယ်တဲ့ယူချအဲ့ဒါကျွန်တော်တွေးလိုက်ရင်လည်းကျွန်တော်လိုက်ကြည့်တော့ကျွန်တော်ဒီမှာ926နဲ့950တွဲပေါက်ထားတယ်เนาะဒီမှာ950 926ပြောင်းမြန်ရိုက်ထားတယ်ရိုက်ထားပြီးတော့အဲ့ဒီခဏနှစ်ခွန်နှစ်ကအောက်ဆောင်ဆင်းပေါက်တယ်เนาะအောက်ဆောင်ဆင်းပေါက်တော့သူကဗရိတ်ကိုခွန်နောက်ပိတ်နှလုံးထောင်ထားတဲ့သောင်းเนาะဒီခဏဆောင်ဆင်းပေါက်เนาะဒီမှာ950 256เนาะသူက256 950ကိုပြောင်းမြန်လှန်ပြီးကစားထားတော့ဒီအပေါ်ကကဏ္ဍ3နှစ်4ရလဲအဲ့ဒါသူ့ချီနှစ်ကကဏ္ဍသူ့အပေါ်က9ခွန်เนาะအဲ့ဒါသူကသူ့ချီနှစ်ကကဏ္ဍပေါက်ထားတာရှိတယ်အဲ့တော့ဒီကဏ္ဍဒီကျွန်တော်နောက်ဝဲကိုဇောင်းဆင်းပေါက်မယ်ချီရတိုင်းပဲဗရိတ်9ခွန်ပိတ်နှလုံးထောင်မယ်เนาะဒီမှာဗရိတ်9ခွန်ပိတ်နှလုံးထောင်သူ့ဇောင်းထိပ်သီး3လုံးက3เนาะဒီမှာထိပ်သီး3လုံးက3လို့ထောင်အဲ့ဒီ93ကဒီကိုဇောင်းဆင်းပေါက်နိုင်တယ်ဆိုပြီးကျွန်တော်အဲ့လိုတွေးပြီးတော့တခြား site တွေလည်းရှိတယ်အခုမကြိုက်ဘူးအဲ့ကဏ္ဍကိုဘယ်လိုဖြစ်မှမသိကြိုက်ရင်ထိုးပေါ့93ကကျွန်တော်935ထက်335ပူကြိုက်335ဆိုတော့ဒီဘွဲအောမလို့ပဲကြိုခေါ်ရတဲ့အထောက်တွေကကြမလာတော့စိတ်ကပြတ်သွားတယ်တော့မကစားတော့ဘူးအစောကတော့နောက်ဘွဲကို335လို့တဲတကွက်ထဲအောခိုင်းမယ်ဆိုပြီးစိုက်တွေဆွဲထားတာမနေဘူးပဲအခုကျတော့စိတ်ကမပါတော့335ကိုဒီမှာဓာတ်တွေကကျွန်တော်ဆွဲထားပြီးသားတွေ335စိုက်တယ်ခုနကကျွန်တော်ပြတဲ့ဒါက4နောက်ပိတ်နဲ့မိနစ်ကခဏဆက်လိုက်ပါတော့အဲ့ဒါတွေကတိတ်မကြိုက်ဘူးဗျနော်145တော့မစိုးဘူးတစ်ထိတ်ကြရင်4အပိတ်နဲ့ကြမယ်ဆိုပြီးဒါပြီးခဲ့တဲ့ပွဲတွေကကျွန်တော်တို့164အော်ခိုင်းတာဟုတ်နော်အဲ့တော့ဒီမှာ4နောက်ပိတ်နဲ့သူရှိရဲ့နိကကဏ္ဍတစ်ထိတ်ကြရင်4နော်တစ်ထိတ်ဒီကြရင်4နောက်ပိတ်နဲ့တွဲကြမယ်ဆိုရင်ဒီနေရာမှာကျွန်တော်တို့ဒီကဏ္ဍပြန်ထည့်သွားလို့ရတာဟုတ်နော်အဲ့လိုလဲတွေးထားတာရှိတယ်ဟုတ်တာမဟုတ်တာတော့မသိဘူးပေါ့လေနော်ကဲအားလုံးပဲကံကောင်းကြပါစေဗျာနော်စိုက်ကောင်းလေးတွေရှိရင်ကျွန်တော်လာပြပေးပါမယ်